မင်္ဂလာပါဒီနေ့ကမွန်းကျင်ရွက်နဲ့စရေရိုးနဲ့ကြော်တာပေါ့ဗီဒီယိုကတော့အောင်နည်းနည်းဇုံးဆွဲလိုက်တာများတော့သေးသွားတယ်เนาะနည်းနည်းသိခဲ့ပေးပါအောင်ကမွန်းကျင်ရွက်၄စီစရေရိုးကဒီလိုတုတ်တုတ်လေး၄စီထည့်တယ်စရေရိုးကလည်းတစ်စီ900ကမွန်းကျင်ရွက်ကလည်းတစ်စီ900ရှက်နံနံကလည်း900ရှက်နံနံတော့တစ်ပင်လောက်ပဲသုံးတာပေါ့နော်ငရုတ်သီးစိမ်းကတော့ကိုစားနိုင်တဲ့လောက်သုံးတယ်။အောင်ကအနီလည်းရှိတယ်၊စိမ်းလည်းရှိဆိုတော့အဆင်ပြေရထည့်ပေါ့နော်။ပဇွန်ကစိတ်သားဒါအောင်တို့ကြီးမနိုင်ညာစေးမှာပဇွန်စိတ်သားကိုတောင်းဖို့ပေါ့နော်။စရေရိုးကိုစရေရိုးကရားတော့လေရေလက်အိတ်နဲ့ရေမဆေးခင်လက်အိတ်နဲ့ကင်တယ်။လက်အိတ်နဲ့ကင်ပြီးထွင်တယ်။ကမုန်းချင်းရထွင်ပဇွန်ထွင်ပြီးရင်ပဇွန်လေးကိုရွယ်မှုတ်ရယ်စားနွဲမှုတ်ထဲပြီးတော့နေမယ်နော်အောင်ကစီသက်နှစ်ကလေအချိန်မပေးနိုင်တော့တပတ်စာလို့စီသက်နှစ်လောက်ထားတာဘာမှတော့မပါဘူးစက်သွန်ပြူနဲ့စက်သွန်နေပဲပေါ့နော်ငပိနည်းနည်းလေးထည့်ပြီးတော့စီသက်မယ်ပြီးရင်ပစုံလေးကိုထည့်တာပေါ့စီသက်နှစ်လုံးနေရ2019တော့တင်တယ်ထပ်တင်ပေးမယ်နော်ပစုံလေးနည်းနည်းလေးရောင်ပြောင်းလာပြီဆိုရင်စရေရိုးလေးတွေကိုထည့်မယ်စရေရိုးမမှွေပဲနဲ့ခဏအုပ်ထားပြီးအဲ့ဒါမှတော့အီကြလာတာပေါ့နော်ပြီးရင်တော့ဒီလိုဇုံးလေးနှစ်ဖက်လေးနဲ့ကပ်ဖော့ဖော့လေးမှွေပြီးပေါ့ပြီးရင်အပုံးအုပ်ပြီးတော့ခဏထပ်ထားပြီးနော်နောက်တစ်ခေါက်ပေါ့ဒီအရိုးလေးတွေအီသွားအောင်လို့ပေါ့ရိုးလေးတွေမှအီလာပြီရွက်မုတ်လေးနည်းနည်းထည့်မယ်စက်သားမုတ်လေးနည်းနည်းထည့်တယ်နောက်ပဇွန်ကြောက်ကတော့သမင်းစားစွန်းနဲ့3စွန်းထည့်တယ်ကိုလိုတလောက်ထည့်ပေါ့နော်ပြီးရင်တစ်ခါထပ်မှွေမယ်ကမွန်းကျွယ်လေးထည့်မယ်ကမွန်းကျွယ်လည်းလို့ပဲတမ်းမမှွေပဲနဲ့အုပ်ထားပြီနော်ဒါမှသူ့ရဲ့အီကြလာမှဒါလေးတွေအစကောင်းတာပေါ့ဒီလိုမျိုးလေးအီလေးဖြစ်သွားပြီအဲ့တော့မှပဲမှွေပြီပေါ့နော်အဲ့ချိန်မှာအပေါ်ငံမြည်လိုတာထက်တယ်ငရုတ်သီးစိမ်းထည့်တာကြံခဲ့တယ်နော်ဒါကတော့အိုးတကြီးအနမ်းရလို့မနေနိုင်လို့မြည်လိုက်တာပေါ့ငရုတ်သီးစိမ်းလေးတွေရွေးထည့်လိုက်အောင်ပဲဒါလေးခဏလေးထားအဲ့ဒီချိန်မှာပဲ